မိုကရေစီတိုက်ပွဲတွေမှာကြာဆုံးသောအော်ရေကောင်းတို့ရေအာဇာနည်တွေနေတဲ့တိုက်တွေဘာကျေဘူးငါတို့တွေနဲ့ရင်းနေကြတဲ့မော်ကလေးတော်လန်ရဲ့ဒီမိုကရေစီတိုက်ပွဲတွင်မှာကြာဆုံးသောအော်ရေကောင်းတို့ရေအာဇာနည်တွေနေတဲ့တိုက်တွေရေတောက်တို့ပြည်သူတွေကိုရောမိုင်းညာဆွေတွေလည်းရိုင်းခဲ့ရပြီအပေါ်ရဲ့ခင်အောင်ဆန်းနိုင်ငံ